နိုင်ငံတော်အကျဉ်းထောင်နဲ့အချုပ်ထောင်တွေကအကျဉ်းသား4,335 ဦးကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့နိုင်ငံပိုင်မီဒီယာတွေကဒီကနေ့ကြေညာပါတယ်။ဒေသနဲ့နှစ်ရှည်ထောင်ဒဏ်ကြခံနေရသူတွေကိုလည်းပြစ်ဒဏ်သက်သာခွင့်ပေးခဲ့တယ်လို့ကြေညာချက်မှာဖော်ပြပါတယ်။ဒီကနေ့လွတ်ငြိမ်းခွင့်ဆိုတဲ့အထက်မှာနိုင်ငံသားအကျဉ်းသား189ဦးလည်းပါဝင်ပါတယ်။2021ဆီယနာတိုင်းနယ်နေကလေးကဖမ်းဆီးထောင်ချခံထားရတဲ့သမရဦးဝင်းမြင့်ဒီကနေ့မှပြန်လွတ်လာခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်ကိုနေအိမ်အကျဉ်းချုပ်ကိုပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကြောင့် NLD အဖွဲ့ဝင်တွေတွားရောက်စောင့်ဆိုင်းခဲ့ကြပေမဲ့အခုချိန်ထိတော့ဖြစ်မလာခဲ့ပါဘူးရှင်။နိုင်ငံတကာသတင်းတွေမှာတော့အစ္စရေးနဲ့လက်ဘနွန်ဆယ်ရက်ကြာအဖြစ်ခတ်ရပ်စဲထားတဲ့ကာလအတွင်းတိတ်နေချီတဲ့လက်ဘနွန်စစ်ပေးရှောင်တွေကလက်ဘနွန်နဲ့အစ္စရေးတပ်တွေကသတိပေးထားတဲ့ကြားကနိုင်ငံတောင်ပိုင်းကနေရဒေသတွေစီဥတီပြန်သွားနေကြပါတယ်။အစ္စရေးကာဝေးဝန်ကြီးအစ္စရေးကတ်ကဒီကနေ့စစ်ပွဲပြန်စခဲ့ရင်အဲ့ဒီနေရပြန်သူတွေနောက်ထပ်နေရဆွတ်ခွာစစ်ရှောင်ရဝင်ရှိတယ်လို့ပြောထားပါတယ်။သမ္မတထရမ့်ကတော့အီရန်ကောင်ဆောင်မိုင်းဟာနျူကလ িয়ার လက်နက်ထုတ်လုပ်ရမှာအသုံးပြုနိုင်မှုရှိတဲ့ယူရေနီယံတန့်စင်မှုတွေကိုလွှဲပြောင်းပေးဖို့သဘောတူလိုက်ပြီလို့ပြောပါတယ်။ဒါနဲ့ပတ်သက်လို့အမည်မဖော်တဲ့အီရန်အစိုးရတာဝန်ရှိသူတူကညှင်းဆိုလိုက်ပြီးဒီလိုလွှဲပြောင်းပေးရေးနှိမ့်နိုင်ပြောဆိုမှုမျိုးလုံးဝမရှိခဲ့ဘူးလို့ပြောကြောင်းအီရန်သတင်းမီဒီယာမှာကိုးကားဖော်ပြထားပါတယ်ရှင်။